မျိုးသမီးလှုပ်ဝက်အေဂျင့်တယောက်ခီးသွားအောင်ဆောင်ပြီးလေပူပေါင်းကိုတမင်တက်တက်လွှတ်ချလိုက်ပါတယ်ပြီးတဲ့နောက်ဗီဒီယိုကင်မရာပုံစံတူထိန်းချုပ်ခါလို့တစ်ခုကိုထုတ်လိုက်ပါတယ်လေပူပေါင်းအောက်မှာချိတ်ထားတဲ့ကင်မရာအသေးစားလေးကိုတုံးပြီးသမရအိမ်တော်စီတန်တန်မတ်မတ်မောင်းနေလိုက်ပါတယ်လေရင်ကွင်းဆက်ကိုတတ်မှတ်ပြီးတာနဲ့လေဝင်ပေါက်အပေါ်တက်တဲ့ကိုလေပူပေါင်းရောက်အောင်ပို့လိုက်ပါတယ်သူမလက်ချောင်းနဲ့ခလုတ်ကိုနှိပ်လိုက်တာနဲ့လေပူပေါင်းကချက်ချင်းပောက်ကွဲပြီးကင်မရာကလေဝင်ပေါက်ထဲကိုတန်းကျသွားပါတယ်အပြာရောင်မီးကနေအနီရောင်မီးကိုပြောင်းသွားတဲ့အခါအဖော်ဖြစ်သူတွေကအချက်ပြမှုကိုရပြီးချက်ချင်းလှုပ်ရှားပါတော့တယ်နှစ်ယောက်စလုံးကဝန်ထမ်းဝစ်စာတွေဝစ်စင်ပြီးအထဲကိုခိုးဝင်သွားပြီးမဲ့ခြေချလိုက်တာနဲ့စောင့်ကြက်သူကလမ်းခေါ်ပြီးတားလိုက်ပါတယ်အထောက်ထားကပြပြဖို့အတွက်စောင့်ကြက်သူကတောင်းဆိုလိုက်ပါတယ်ဒီဗစ်ကတော့တင်းငိမ့်နေဟန်ဆောင်ပြီးအတုလုပ်ထားတဲ့ကပြကိုပြစ်ချပေးလိုက်ပါတယ်စောင့်ကြက်သူကကတ်ကိုစက်ကင်ဖတ်လိုက်တဲ့အချိန်မှာတော့စက်ထဲမှာအဲ့ဒီလူနာမည်ပေါ်မလာပါဘူးနှစ်ယောက်သားကြောက်လန့်ပြီးဖုန်းကိုငုံကြည့်လိုက်တဲ့အခါအတုလုပ်ထားတဲ့အချက်လက်တွေကတင်ပြီးမပြီးသေးတာကိုသိလိုက်ရပါတယ်ဒေးဗစ်ကစက်ချိုရင်းနေတာဖြစ်မယ်လို့တင်းငိမ့်စွာပြောပြီးပြန်စက်ကင်ဖတ်ခိုင်းလိုက်ပါတယ်ဒီအချိန်မှာစောင့်ကြက်သူကတန်တရားဝင်နေပြီဖြစ်ပြီးနောက်ဆုံးစက္ကန့်လေးမှအချက်လက်တွေတင်ပြီးသွားပါတယ်စနစ်ကကတ်ကိုလက်ခံလိုက်တဲ့အတွက်နှစ်ယောက်သားလုံခြုံရေးစီးကိုကြော်ဖြတ်နိုင်သွားပါတယ်သူတို့နှစ်ယောက်မြေအောက်ခန်းစီပြေးသွားပြီးတော့ချက်ကတ်ကိုထက်ကလှုပ်ဝက်ကုတ်ကိုဖောက်လိုက်ပါတယ်အခန်းထဲရောက်တာနဲ့အရင်ဆုံးကင်မရာတွေကိုပိတ်ပစ်လိုက်ပြီးအေးစစ်စစ်အလုပ်ဆက်လုပ်ကြပါတယ်ဒေးဗစ်ကကင်မရာအသေးစားလေးကိုထုတ်ပြီးစောင့်ကြက်သူတွေရှိမရှိစစ်ဆေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစပွဲမှာရှိတဲ့စောင့်ကြက်သူကအချက်ပေးတန်တစ်ခုကြားလိုက်ရပါတယ်သူတို့နှစ်ယောက်အခွင့်ကောင်းယူပြီးအတန်လိုက်ထုတ်လွတ်တဲ့ကရိယာနဲ့ဘေးခန်းကနေတကားခောက်တန်လိုမျိုးဖန်တီးလိုက်ပါတယ်စောင့်ကြက်သူကအထဲမှာတယောက်ယောက်ရှိနေတဲ့ထင်ပြီးတကားဖွင့်စစ်ဆေးဖို့ထွက်သွားပါတယ်နှစ်ယောက်သားချက်ချင်းပဲဖန်သားပြင်ကိုထုတ်လိုက်ပြီးစင်ကြံလမ်းဘက်ကိုမျက်နှာမူကအနောက်ဘက်ကမြင်ကွင်းကိုအတူယူဖော်ပြလိုက်ပါတယ်စောင့်ကြက်သူကစစ်ဆေးပြီးအပြင်ထွက်လာတဲ့အချိန်မှာဖန်သားပြင်ပေါ်ကအတူအယောင်စင်ကြံလမ်းကသူ့မျက်လုံးလှုပ်ရှားမှုနဲ့အညီလိုက်ပါပြသနေပါတယ်ပုံရိပ်ကသူ့အကြည့်နဲ့အညီလိုက်ပြီးပြောင်းလဲနေတဲ့အတွက်သူတို့နှစ်ယောက်ခမ်းမအဓိကနေရာစီကိုတဖြည်းဖြည်းတိုးကပ်သွားနိုင်ပါတယ်စောင့်ကြက်သူအိမ်သာတက်နေတဲ့အချိန်မှာဒေးဗစ်ကလှုပ်ဝက်ကက်နဲ့တကားကိုဖောက်ပြီးလက်နက်ဖိုင်တွေရှိတဲ့အခန်းထဲကိုဝင်သွားပါတယ်ဒါပေမဲ့ဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အခါဘာမှမရှိသလိုတိတ်ခွေတွေကလည်းအလွတ်တွေကြီးပါပဲတခုခုမားနေပြီဆိုတာကိုသိလိုက်တဲ့ဒေးဗစ်ကသူ့အဖေကိုခေါ်ပြီးချက်ချင်းထွက်ပြေးပါတယ်တစ်ဖက်မှာတော့စောင့်ကြက်သူကတခုခုမမှန်ကြောင်းရိပ်မိသွားပြီးရဲဖွဲ့တွေအပြေးလွှာရောက်လာပါတယ်ကင်မရာကပုံရိပ်တွေယူသွတ်တယ်လို့ဖြစ်ကုန်ပြီးစောင့်ကြက်သူတွေကဒါဟာအလိမ်ညာဖြစ်ကြောင်းသိသွားတဲ့အခါအဆောက်အဦတစ်ခုလုံးကိုပိတ်လိုက်ပါတယ်ဒါပေမဲ့ဒေးဗစ်တို့နှစ်ယောက်ကတော့မျက်နှာဖုံးအသစ်တွေနဲ့ထွက်ပြေးလွတ်မြောက်သွားပါပြီအဲ့ဒီအချိန်မှာဒေးဗစ်ကလက်ဆွဲအိတ်ကင်ပြီးတန်တရားဖြစ်ပွဲကောင်းတဲ့လူတစ်ယောက်ကိုမြင်လိုက်ရပါတယ်ဒုံးကြီးကုတ်တွေကိုကင်ထားတာဖြစ်မယ်လို့ယူဆပြီးဒေးဗစ်ကနောက်ကနေလိုက်သွားပါတယ်ဒါပေမဲ့သူ့နောက်ကသမရအိမ်တော်ကြီးရုတ်တရက်ပြိုကျသွားပြီးမြေကြီးထဲကနေ gas တွေတစ်ချိန်ထိုးထွက်လာပါတယ်ဒေးဗစ်အသက်လူပြီးပြေးပေမဲ့မလွတ်မြောက်ခဲ့ပါဘူးမျက်လုံးပြန်ဖွင့်ကြည့်တဲ့အခါဆေးရုံမှာလက်ထိတ်ခတ်ခံထားရတဲ့အခြေအနေနဲ့နိုးလာပါတယ်ရဲတွေကသူ့ကိုကယ်ထုတ်လာတာဖြစ်ပေမဲ့အခင်းဖြစ်နေရကရခဲ့တဲ့အတန်ဖန်းဆက်ကသူ့ကိုပဲတရက်ခန့်အဖြစ်ဆွဆွဲနေပါတယ်သူ့ကိုခြောက်တွန်းထားတာကိုသိလိုက်တဲ့ဒေးဗစ်ကဘာစကားမှမပြောဘဲတိတ်ဆိတ်နေပါတယ်ပြီးတဲ့နောက်ကရင်ဘော်ကအစာရွက်ညက်ကိုယူလိုက်ပြီးရဲတွေရဲ့မျက်စိအောက်ကနေလှုပ်ဝက်စွာပဲထွက်ပြေးသွားပါတော့တယ်